အချိန်ပေးလူတစ်ယောက်သည်လုံမည်ဟု10ခုလောက်ကြံစီရင်6ခုလောက်သာပြီးမြောက်တတ်သည်ဟုဆိုပါတယ်။ထို့ကြောင့်အရေးကြီးသည့်ကိစ္စများကိုတန်းစီပြီးချရေးထားရန်လိုအပ်ပါတယ်။ဟိုဆက်ဆက်ဒီဆက်ဆက်ရှောက်လုံနေသောကြောင့်မပြီးမြောက်ဘဲတန်းလန်းကြံနေသည့်ကိစ္စပေါင်းများစွာရှိနေနိုင်ပါတယ်။မဖြစ်မနေပြုပွဲကိစ္စတို့ကိုပြုရမည်သာဖြစ်ပါတယ်။ဘာတွေကအရေးကြီးပြီးဘာတွေကိုမလုပ်ရသေးသနည်းဆိုသည်ကိုပြန်ပြီးစမ်းစစ်နိုင်ရန်စ조사သင့်ပါတယ်။မိသားစုကိုအချိန်ပေးပြီးပြီလား။မွေးနေ့အတွက်ဘာလုပ်ပေးမည်ဟုကတိပေးထားသနည်း။လူတိုင်းသူများအတွက်အချိန်တွေပေးပြီးကိုယ့်အတွက်မေ့နေသည့်ကိစ္စပေါင်းများစွာရှိနိုင်ပါတယ်။သင်လဲသင့်အတွက်ဘာတွေလုပ်ပြီးပြီလဲ။ဘာတွေလုပ်ရန်ကြံသေးပါသလဲ။တန်းစီကချရေးထားသည့်စာရင်းတွင်ငါတည်သွားလျင်ဆိုသည့်စာရင်းကိုဖြည့်သွင်းပြီးပြီလား။လောကတွင်လုံနိုင်တာတွေရှိသလိုမလုံနိုင်တာတွေလည်းများစွာရှိနိုင်ပါတယ်။လူဆိုသည်ကမလုံနိုင်မတတ်နိုင်မစွမ်းနိုင်ရင်စိတ်ဆင်းရဲကြရတယ်။မဖြစ်နိုင်တာတွေကိုတွေးနေရင်ဘာမှဖြစ်လာမှာမဟုတ်ပါ။ဖြစ်နိုင်တာတွေကိုတွေးပြီးလုံနိုင်သည့်အတိုင်းအတာကစတင်လှုပ်ဆောင်ရန်သာဖြစ်ပါတယ်။ရေအေးရ podcast ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီ podcast ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ကေပါ။ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသားအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နှိုးကြနိုင်ကြပါစေ